မင်္ဂလာပါမိတ်ဆွေတို့ရေဒီနေ့တော့ကျွန်တော်တို့ချင်းပိုင်မျိုးရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ Sunday Night Market ကိုရောက်လာပါပြီဒီ Night Market ကတနင်္ဂနွေနေ့မှာညနေခင်းကနေစပြီးမြို့အလဲ Old City ထဲမှာလမ်းတစ်လျှောက်အရန်စီကားလာတာပါ အခုမြင်နေရတာကတော့လမ်းဘေးနှစ်ဖက်လုံးမှာမီးလာစင်ထားတဲ့ဆိုင်ငန်းလေးတွေလက်မှုပစ္စည်းတွေ souvenir တွေ Thai art လေးတွေအများကြီးပါပဲဒီနေရာရဲ့အလှဆုံးကတော့ local handmade products တွေကိုတကယ်ကိုဈေးသက်သာပြီးဝယ်လို့ရတာပါပြီးတော့အစားအသောက်ဆိုရတော့ရွေးချယ်စရာမကုန်နိုင်အောင်ပါပဲ Thai street food တွေဖြစ်တဲ့ mango sticky rice grilled seafood Thai sausage နဲ့အချိုရည် fresh juice တွေကလည်းအရန်ကိုဆွဲဆောင်ပါတယ်လမ်းလျှောက်ရင်းနဲ့တနေရာမှာ live music ထန်လေးတွေကြားရတာကဒီ market ရဲ့ vibe ကိုပိုပြီး romantic ဖြစ်စေပါတယ်ဒီ Sunday night market က shopping တွေမကပဲချင်းပိုင်ရဲ့ယဉ်ကျေးမှုနဲ့ night life atmosphere ကိုတခါတည်းခန်းစားနိုင်တဲ့နေရာပါ ဒါကြောင့်ချင်းပိုင်းကိုလာရင်ဒီ market ကိုမထိမနေလာကြည့်ဖို့ recommend ပေးပါတယ်နော်